ကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်မခံနိုင်တဲ့သူတွေစိတ်တွေအယမ်းညစ်ပြီးတော့ဘာလို့ငါမှဒီလိုဖြစ်ရတာလဲဘာလို့ငါမှဒီလိုပြဿနာတွေနဲ့ကြုံတွေ့ရတာလဲဆိုပြီးတော့ကိုမေးခွန်းတွေထုတ်နေတဲ့သူတွေအတွက်အဖက်သင့်ဆုံးစာအုပ်လေးတစ်အုပ်ချုပ်ပေးချင်ပါတယ် Yo what's up ကျွန်တော်ကူပါကျွန်တော်ဒီနေ့မှာစာအုပ်စာဖတ်မဲ့သူတွေအတွက်စာအုပ်လေးတစ်အုပ်ညွှန်ပေးခြင်းနဲ့အဲ့ဒါကတော့စာရေးဆရာချမ်းမြင့်ဝင်းဘာသာပြန်ရေးသားထားတဲ့ဆုလက်ဆိုတဲ့ဟော်ရီယာစာအုပ်လေးဖြစ်ပါတယ်ဝင်းစာအုပ်ကတော့ Wonder ဆိုတဲ့စာအုပ်ပေါ့လေဆိုတော့ဒီဘာသာပြန်ဝတ္ထုလေးရဲ့အဓိကအကြောင်းရင်းကOrchid ဆိုတဲ့တာမန်လူတွေနဲ့မတူဘဲနဲ့ညနာပုံစံတမှုထူးခြားနေတဲ့ကောင်လေးတယောက်ရဲ့အကြောင်းကိုရေးသားထားတာဖြစ်တယ်ဒီ Orchid ဆိုတဲ့ကောင်လေးကသူ့ရဲ့တမှုထူးခြားနေတဲ့အများနဲ့မတူတဲ့တမှုထူးခြားနေတဲ့ညနာပုံစံတွင်မြင်ကြောင်းပဲသူဘယ်လိုမျိုး log ရတဲ့နဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်ဒီကျောင်းတက်စင်ကာလာမှာဆိုရင်လည်းဘယ်လိုမျိုးတွေဘူးလီလောက်ခံရတယ်ဘယ်လိုမျိုးအနိုင်ကျင့်ခံရတယ်ဘယ်လိုမျိုးခွဲခြားဆက်ဆံခံရတယ်သူ့ကိုယ်သူလည်းဒါနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဖြစ်တည်မှုကိုသူလက်မခံနိုင်ဘဲနဲ့စိတ်သောကတွေရောကိုစင်းရဲ့ဒုက္ခတွေရောဘယ်လိုမျိုးရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်ဒီ log ရန်တွေကို तू ကဘယ်လိုမျိုးများဒါပျော်ရွှင်မှုဒုက္ခတွေအောင်မြင်မှုတွေအဖြစ် तू ပြောင်းလဲနိုင်ခဲ့တာလေဘယ်လိုမျိုးတွေ तू ပြောင်းလဲကြော်ဖြတ်ခဲ့ရလဲဆိုတော့ဒီသူ့ရဲ့ journey သူ့ရဲ့ဘဝလမ်းခီးကို तू ကြော်ဖြတ်ခဲ့တဲ့ပုံတွေဒီသူများနဲ့မတူတဲ့ log ရန်တွေရောသူများလိုပဲကြုံတွေ့ရတဲ့ log ရန်တွေကိုရော तू ဘယ်လိုမျိုးနီးလန်းနေနဲ့ကြော်ဖြတ်ခဲ့လဲဆိုတဲ့အကြောင်းရင်းကိုအဓိကရေးသားထားတဲ့စာအုပ်ဖြစ်တယ်ဆိုတော့ဒီစာအုပ်ရဲ့အဓိက page နဲ့ message ကတော့ don't judge people by their appearance ဆိုတဲ့ message ပေါ့လေဆိုတော့ကျွန်တော်တို့ရဲ့ဘဝတွေမှာလည်းကိုယ်ပိုင်ကိုယ့်ရဲ့ scenario တွေကိုယ့်ရဲ့ဇာတ်လမ်းတွေကိုယ်စီရှိကြတယ်ကိုယ်ဇာတ်လမ်းမှာတော့ကိုကမင်းသားပဲအဲ့လိုပဲမင်းသားဖြစ်တဲ့ဤတူဒုက္ခတွေဆိုတာလည်းရှိတယ်ဒုက္ခတွေဆိုတာလည်းရှိတယ်ကိုတခါတလေကြာရင် channel လေးသိတယ်မလားဟာငါမှဒီပြဿနာကြီးနဲ့ကြုံရတာလားဘာလို့ငါပဲအများနဲ့ဖြစ်နေရတာလဲကျွန်တော်လည်းဖြစ်တယ်အခုဗီဒီယိုကြည့်နေတဲ့သူလည်းဖြစ်မှာပဲဆိုတော့ဒီကောင်လေးလည်းလိုမျိုးဖြစ်ခဲ့တာပဲဒါပေမဲ့သူဒါတွေကိုဘယ်လိုမျိုးပြောင်းပြီးတော့ဘယ်လိုမျိုးဒီဒုက္ခတွေကိုဒုက္ခတွေအဖြစ်နဲ့သူပြောင်းလဲခဲ့လဲဆိုတော့အကြောင်းအရာတွေကိုရေးသားထားတာအဲ့တော့ကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်မခံနိုင်တဲ့သူတွေစိတ်တွေအယမ်းညစ်ပြီးတော့ဘာလို့ငါမှဒီလိုဖြစ်ရတာလဲဘာလို့ငါမှဒီလိုပြဿနာတွေနဲ့ကြုံတွေ့ရတာလဲဆိုပြီးတော့ကိုမေးခွန်းတွေထုတ်နေတဲ့သူတွေအတွက်အဖက်သင့်ဆုံးစာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်ဆိုတော့အခုမှစာအုပ်စာဖတ်မယ်ဘယ်စာအုပ်ဖတ်လို့ဖတ်မှမသိဘူးဖြစ်နေရဲဆိုရင်တော့ဒီစုလက်ဆိုတဲ့စာအုပ်လေးကိုဖတ်ကြည့်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်အားလုံးပဲ take care ကျွန်တော်ကူပါ